မင်္ဂလာပါကျွန်တော်တို့ဒီ Google Map ကနေပြီးတော့လမ်းညွှန်မြေပုံတွေကိုမြန်မာလိုပြောအောင်သုံးတဲ့နည်းပြီးပြီဆိုလို့ရှိရင် Google Map ပေါ်ကနေကိုလိုချင်တဲ့ဆိုင်တွေဒီစားသောက်ဆိုင်တွေဟိုတယ်တွေရဲ့ဖုန်းနံပါတ်တွေကိုအလွယ်တကူရှာတဲ့နည်းပြီးပြီဆိုလို့ရှိရင် Google Map ကနေပြီးတော့ကိုသွားချင်တဲ့နေရာကိုဘယ်လိုသွားရလဲဆိုတာသွားတဲ့နည်းတွေပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Google Map ကိုသုံးပြီးတော့သွားလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ကားနဲ့သွားလို့ရှိရင်ဒီကွာဝေးဆိုလို့ရှိရင်ဘယ်နှနာရီသွားရမလဲဆိုင်ကယ်နဲ့ဆိုဘယ်နှနာရီသွားရမလဲရှီချင်းရှောက်မယ်ဆိုလို့ရှိရင်ဘယ်နှနာရီသွားရမလဲဆိုတာတွေကိုအလွယ်တကူရှာတဲ့နည်းတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်တို့ဒီ Google Map ဆိုတဲ့ application နဲ့ဝင်လိုက်ပါတော့။အဲ့ application နဲ့ဝင်ပြီးသွားပြီဆိုရင်ဒီမှာဒီအပြာရောင်ဒီနားလေးအဝိုင်းလေးကိုထောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့နေရာပေါ့နော်။အဲ့လိုမျိုးတရားလက်ရှိကိုယ့်ရဲ့နေရာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်တဲ့နည်းပေါ့နော်။ Okay အဲ့ဒါပြီးပြီဆိုရှင်ကျွန်တော်တို့က setting ကိုပြောင်းမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီအပေါ်အဝိုင်းလေးကိုထောက်လိုက်ပြီးပြီဆိုရှင်ဒါမျိုးတွေကြာလာပြီဆိုလို့ရှင် setting ဆိုတာလေးကိုထောက်ပါတော့ဒါကတော့ကျွန်တော်တို့ဒီ Google Map ကိုကျွန်တော်တို့မြန်မာလိုပြောင်းသုံးမှာဖြစ်တဲ့ဟာအပိုင်းလေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ setting ကိုအပေါ်ကိုဆွဲလိုက်ပါထပ်ဆွဲလိုက်ပါနော်ဟိုအောက်မှာဒီမှာဟို navigation setting ဆိုတာလေးပါတယ်ပေါ့နော်အဲ့ဒီကောင်လေးကိုတစ်ချက်ထောက်ပါအဲ့ setting ဆိုတဲ့ navigation setting လေးကိုထောက်လိုက်ပြီဆိုလို့ရှင် voice selection ဆိုတာလေးပါတယ်အဲ့ voice selection မှာကျွန်တော်တို့ကမြန်မာလိုပြောမှာဖြစ်တဲ့အတွက်အဲ့ကောင်ကိုမြန်မာလိုထားထားမယ်ပေါ့တကယ်လို့အင်္ဂလိပ်လိုသုံးချင်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကအင်္ဂလိပ် UK တို့ US တို့ကိုကြိုက်တာထားလို့ရတယ်ပေါ့နော်ဒါတော့ကိုကြိုက်တဲ့ဘာသာစကားကိုထားတာပေါ့နော်ကျွန်တော်ကတော့ voice selection မှာမြန်မာလိုထားထားတယ်ကျွန်တော်တို့ Google Map ကမြန်မာလိုလမ်းညွှန်ပေးမှာဖြစ်တဲ့အတွက် okay မြန်မာလိုထားပြီးသွားပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဒါကတော့ဒီ setting မြန်မာလိုထားတာဖြစ်တဲ့အကြောင်းလေးကိုရှင်းပြပေးတာဖြစ်တယ် okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Google Map ကိုယ့်ရဲ့နေရာကနေပြီးတော့ဘယ်နေရာတွေကိုသွားမလဲဘယ်လိုသွားမလဲဆိုတာကိုထပ်ပြီးပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ဒီအပေါ်မှာ set here ဆိုတာလေးပါတယ်ပေါ့နော်အဲ့ဘာတန်းလေးပေါ့နော်အဲ့ကောင်လေးကိုထောက်ရမယ်အဲ့ကောင်လေးကိုထောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ကဟာ your location ဆိုတာလက်ရှိနေရအောက်က shoot ဆိုတဲ့ဒုတိယအကွက်လေးထဲမှာကျွန်တော်တို့ကတစ်ချက်ထောက်ပြီးတော့ကိုသွားခြင်းတဲ့နေရာလေးကိုရေးချမယ်ပေါ့နော် okay ကျွန်တော်ပကံကိုသွားမယ်ဖြစ်တဲ့အတွက်ကျွန်တော်ပကံဆိုပြီးတော့ရေးလိုက်မယ် okay ပကံဆိုပြီးရေးချလိုက်ပြီဆိုပေါ်လာတဲ့ဒီပကံဆိုတဲ့ကောင်လေးကိုပကံညောင်းလေးကိုပေါ့နော်ထောက်လိုက်ပြီဆိုလို့ရှိရင်ခဏဆောင်လိုက်ပြီဆိုဒါမျိုးကြားလိုက်မယ်ဒါဆိုကျွန်တော်ရဲ့လက်ရှိတည်နေရာနေသွားလို့ရှိရင်ဘယ်လောက်ကားနဲ့သွားရင်ဘယ်လောက်ကြာမလဲဆိုင်ကယ်နဲ့သွားရင်ဘယ်လောက်ကြာမလဲလမ်းလျှောက်သွားရင်ဘယ်လောက်ကြာမလဲဆိုတာလေးကိုသူကပြပေးရပါတော့ကားနဲ့သွားမယ်ဆိုလို့ရှိရင်9နာရီ3မိနစ်ပေါ့နော်အဲဒါကတော့ဒီခံမှန်းပေါ့နော်ပြီးပြီဆိုရှင်6နာရီခွဲလဲကြာရင်ကြာမယ်ပေါ့နော်သူ့ရဲ့ဒီမဲ့အချိန်ကိုသူကလမ်းကို2မျိုးပြထားတယ်ကိုကြိုက်တဲ့လမ်းကသွားလို့ရတယ်ပေါ့နော်ဒီဘက်လမ်းကသွားလဲရတယ်ပေါ့နော်ဟိုဒီအဲ့တော့ကျွန်တော်တို့ကဒီဘက်ကဟာကျဆိုင်ကယ်နဲ့ပြထားတာ9နာရီ19ပေါ့နော်ဟိုဘက်ကလမ်းလျှောက်သွားရင်2ရက်ကြာမယ်ဆိုပြီးတော့ပြပေးထားတာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့သွားမယ်ဆိုလို့ရှင်ဒီကျွန်တော်က start ကိုနှိပ်ပြီးတော့သွားလို့ရတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်သွားတဲ့ဟာလေးကိုဒီတစ်ချက်ခံမှန်းလေးပြပေးတာโอเคအခုကျတော့ကျွန်တော်ဒီ Google Map ကနေဖုန်းနံပါတ်တွေရှာမယ်ဘယ်လိုသွားမလဲဆိုတာကိုပြမယ်ပေါ့နော်โอเคကျွန်တော် Smile Hot ဟိုတစ်ချက် Smile မေမြို့ဟိုတယ်ကိုရေးရှာလိုက်တာပေါ့နော်အဲ့မှာကျွန်တော်တို့ဒီဟိုတယ်အပေါ်မှာစက်ပါးမှာပဲဆွမ်းနာတိုင်းပဲရေးရှာနော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့သွားမယ်โอเค start ကိုနှိပ်ပြီးသွားလို့ရတယ်ပြီးရင်အဲ့မယ် direction ဆိုတာကိုရေးပြီးတော့လဲကျွန်တော်တို့အဲ့ဒီဟာကိုလွယ်ကူရှာလို့ရတယ်ပေါ့နော်โอเคအဲ့မယ်ကျွန်တော်ဒီမဲ့ direction စာကိုရေးလိုက်လို့ရှိရင်ကျွန်တော်ဒီကောင်သွားမဲ့ဟိုပါပေါ့နော်အကွာအဝေးလေးပေါ့နော်အဲ့ဒါလေးတွေကိုဒီမှာပင်နဲ့ကြည့်လို့ရတယ်ပြီးပြီဆိုလို့ရှိရင်ကိုဘယ်နှမိနစ်ကြာနိုင်လဲဆိုတာပေါ့နော်အဲ့ဒါကိုကြည့်လို့ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့သွားမဲ့နေရာလေးကိုအကွာအဝေးလေးကိုကိုယ့်ရဲ့အနီးဆုံးနေရာလေးကိုကျွန်တော်တစ်ချက်ပြပေးခလားအဲ့မှာကျွန်တော်တို့ကဒီဟိုတယ်ရဲ့ဓာတ်ပုံတွေပါလေအစားကုန်ကြည့်လို့ရတယ်ဖုန်းနံပါတ်လို့ချင်း call ဆိုတာလေးကိုနှိပ်လိုက်အဲ့အစွမ်းနာဘာတန်းလေးကိုဒီလိုမျိုးလေးဆွဲလိုက်နော်ဆွဲလိုက်လို့ရှိရင်အဲ့မှာ call ဆိုတာလေးပါတယ်အဲ့ကောင်လေးကိုနှိပ်လိုက်လို့ရှိရင်တွေ့လားအဲ့ call ဆိုတာနှိပ်လိုက်လို့ရှိရင်အဲ့ဒီဟိုတယ်ရဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်လို့ရတယ်ဒါတော့ဟိုတယ်ရဲ့ဒီဘယ်နေ့ပိတ်တယ်ဘာညာပေါ့နော်ဈေးနှုန်းတွေပါတယ်ပေါ့နော်ဟိုတယ်ဓာတ်ပုံတွေကိုကြည့်ချင်လဲအဲ့ဒီမှာဓာတ်ပုံတွေကိုထောက်ပြီးတော့ကြည့်လို့ရတယ်စိတ်ထားခြင်းလဲဆိုလို့ရှိရင် save လေးကိုနှိပ်လိုက်ပေါ့နော်အဲဒါကတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်ရှာတဲ့နည်းပေါ့နော်โอเคပါဒါဆိုလို့ရှိရင် Google Map နဲ့ပတ်သက်ပြီးတော့တော်တော်လေးပြည့်ပြည့်စုံစုံသိသွားပြီလို့ထင်ပါတယ်โอเคပါနားမလည်တာရှိလို့ရှိရင်လည်းပြန်မေးလို့ရပါတယ်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြပါမယ်